ကဲခုကတော့ကျွန်တော်တို့ကကော်ဖီဆိုင်ရောက်ပြီဆိုတော့ကော်ဖီတောက်ဖို့တော့မှာတာပဲပေါ့နော်ဒါပေမဲ့ကော်ဖီကအရန်ခါလို့နေအဲ့တော့ तू ကလည်းမတောက်နိုင်ဘူးကျွန်တော်လည်းမတောက်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့က challenge တစ်ခုခေါ်မယ်ပေါ့နော်ဘယ်လို challenge ခေါ်မလဲ ကြိုက်တယ်ဘူး ဥပမာငါနိုင်တော့လို့ရှိရင်ငါခါချင်တာမင်းရှင်မင်းနိုင်တော့လို့ရှိရင်မင်းခါချင်တာငါကိုရှင်းမယ်โอเคလားအဲ့ challenge ဖြစ်တာနော်โอเคဘယ်သူနိုင်သွားမလဲဆိုတာဖတ်ကြည့်ကြမယ်ခုကတော့ဒီ coffee ကိုဘယ်သူတောက်ရမလဲဆိုတဲ့အရာကိုကျွန်တော်တို့ကအနိုင်ရှုံးရွေးပါမယ်။ဒါခီးရှမ်း။ကဲကျွန်တော်ရှုံးသွားတဲ့အတွက်ကျွန်တော်တောက်အောင်ပါနော်။ဟုတ်တယ်။ကဲကျွန်တော်နိုင်သွားပါပြီ။ကဲဆိုရင်တော့ဂတိအတိုင်းကျွန်တော်ဖားသမျှကိုသူ့ဝယ်ကျွေးရမှာပဲဖြစ်ပါတယ်။သူ့ဝယ်ကျွေးရမှာပါ။ Okay ဘာကြီးဖတ်စားကြမလဲဆိုတာကိုတော့ဒီဆက်ပြကြမယ်။ ကျွန်တော်ဒီနေ့ကတော့ဒီအကောဘောင်းကြီးဝင်နေရတယ်ကျွန်တော်တို့ဘုတ်ဘုံနောက်ရက်မှပဲကျွေးတော့မှာပါဗျာသူကပြန်နေပါပြီကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကြည့်ဖို့တင်ရှိပါတယ်